we are going to do the exercises from unit 14. ကျွန်တော်ဒီနေ့တော့ unit 14 က exercise တွေကိုလုပ်မှာဖြစ်ပါတယ်အဲ့တော့ let's have a look at 40.1 first 40.1 ကိုတစ်ချက်ကြည့်မယ်ပေါ့နော် so 40.1 ကတော့ complete the sentences ကျွန်တော်တို့ဒီ sentence အောက်ပါပေးထားတဲ့ sentence တွေကိုကျွန်တော်တို့ကကွက်လက်ဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့ number 1ကတော့ Isabella is only 6 months old. She is still a baby. Oh, 6 months. Isabella ကအခုမှအသက်6လသားပဲရှိသေးတယ် so she is still a baby သူကအခုမှကလေးလေးပဲရှိသေးတယ်ပေါ့နော် number 2ကိုသွားမယ်ဆိုတော့ number 2 is Louis was 22 a few months ago so he is in his early 20s သူကသူ့ရဲ့20စောပိုင်းအရွယ်တွေမှာရှိနေတယ်ပေါ့နော် okay and number 3 Amelia is 35 so she is in her mid 30s okay 35ကိုကျွန်တော်တို့က mid 30 လို့ပြောပါတယ်Okay, great. Mid 30s ဖြစ်မယ်။အဲ့တော့ number 4ကကြတော့ Abigail will be 13 this year, so she'll soon be a teenager. Okay? T-E-N-A-G-E-R teenager. Okay, great. Number 5ကကြတော့ William is 53 and his wife is 47, so they are both middle aged. Okay, ကျွန်တော်တို့အသက်40ကနေ60အထိလောက်ကို middle age လို့ခေါ်ရပေါ့နော်။ရှေ့မှာလည်းသင်ပြီးသားဖြစ်ပါတယ်။ And number 6 ကကြတော့ Joanne is 18 this year, so she is quite old. ဒါမှမဟုတ်ရင် she is quite elderly ကျွန်တော်နှစ်ခုလုံးသုံးလို့ရပါတယ် Number 7 Michael was a bus driver for 40 years, but he is now သူကအခုဆိုရင်တော့ဘာဖြစ်လဲ retire ဖြစ်မယ်ပေါ့နော်သူကအခုတော့အနားယူသွားပါပြီလို့ပြောချင်တာ okay number 7ကကြတော့ပြီးသွားပြီပေါ့နော် number 8ကကြကျွန်တော်တို့ Leon is 18 this year, so legally he becomes 18 ဆိုတော့ he becomes an adult. Okay, great. Number 9ကကြတော့ the boys are 14 and 16, so they are both in their teens. Okay, သူတို့ကဆယ်ကျော်သက်အရွယ်မှာပဲရှိနေတယ် and number 10ကိုကြည့်မယ် Holly is just over a year old and she is starting to walk, so she is a toddler. T-O-T-T-L-E-R toddler. Holly ကအခုဆိုရင်တစ်နှစ်ကျော်ကျော်ရှိနေပြီ and she is starting to walk. အခုဆိုရင်လမ်းစာလျှောက်နေကွာကျွန်တော်တို့ကလမ်းစာလျှောက်တဲ့အရွယ်တွေဆိုရင်တစ်နှစ်ကနေ3နှစ်ဆိုရင် toddler လို့ခေါ်ပါတယ် so ဒါကြောင့်မလို့ she is a toddler now သူကလမ်းစာလျှောက်တဲ့အရွယ်ကိုရောက်နေပါပြီလို့ပြောချင်တာOkay, အဲ့တော့ 40.2 ကိုကြည့်မယ် Are the sentences true or false about Mary's life on the opposite page? If a sentence is false, change it to make it true. အဲ့တော့ဒီ sentence ပေါ့နော်အောက်မှာကျွန်တော်တို့ sentence 6ခုရှိတယ်ဒီ sentence တွေကဒါ Mary ရဲ့အကြောင်းပြောနေတာဖြစ်တယ် Mary ရဲ့ဘဝအကြောင်းပြောတဲ့ sentence တွေကမှန်လားမှားလားဆိုတာကိုကျွန်တော်တို့ကပြောပြရမှာဖြစ်ပါတယ်အဲ့တော့ဘယ်မှာပါလဲဆိုကျွန်တော်တို့ရှေ့က exercise ထဲမှာပါတဲ့ Mary ရဲ့အကြောင်းဖြစ်ပါတယ် opposite page မှာရှေ့က exercise မှာပါတယ်ရှေ့က unit ထဲမှာပါတဲ့ Mary ရဲ့အကြောင်းဖြစ်ပါတယ်Mary ရဲ့အကြောင်းကိုကျွန်တော်တို့ကမှန်လားမှားလားဆိုတာဆုံးဖြတ်ရမှာဖြစ်ပါတယ် and if a sentence is false မှားလဲဆိုရင် change it to make it true ကျွန်တော်တို့ကမှန်တဲ့သူ့ကိုပြမှန်အောင်လို့ကျွန်တော်ကပြင်ပေးရမှာဖြစ်ပါတယ် okay အဲ့တော့ number 1ကိုကြည့်မယ်ဆိုရင် Mary was brought up in the city Mary ကိုတဲ့ကျွန်တော်တို့က Mary ကမြို့ပေါ်မှာကြီးပြင်းလာခဲ့တာဖြစ်ပါတယ်ဆိုတော့ it is false ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ Mary was brought up on a farm okay သူကဒီလယ်ကွင်းထဲမှာကြီးပြင်းခဲ့တာဖြစ်ပါတယ် and number 2ကတော့ she grew up in Wales Mary က Wales မှာကြီးပြင်းခဲ့တာဖြစ်တယ်ဆိုတော့ it is true ဒါကမှန်ပါတယ် and number 3က her parents let her do what she wanted okay သူရဲ့မိဘတွေကတဲ့သူလှုပ်ချင်တာကိုလှုပ်ခိုင်းခဲ့တယ်ဆိုတော့ it is false ဘာကြောင့်လဲဆိုတော့သူရဲ့မိဘတွေအရန် strict ဖြစ်တယ်လို့ပြောထားတယ်အဲ့တော့ it is false အမှန်ဆိုရင်ဘာဖြစ်မလဲဆိုတော့ her parents were very strict okay အရန်စီကံကြည့်တယ်လှုပ်ချင်တာမလုပ်အောင် okay number 4က she wasn't allowed to listen to the radio the radio နားထောင်မှုခွင့်ပြုခြင်းမခံခဲ့ရဘူးပေါ့နော်ငယ်ငယ်တုန်းက it is true ဒါမှန်ပါတယ် number 5ကကြတော့ life was easy when she went to Cardiff သူက Cardiff ကိုသွားတဲ့အခါမှာသူ့ရဲ့ဘဝကအရန်လွယ်ကူခဲ့တယ်ဆိုတော့ it is false အမှန်တကယ်ကတော့မလွယ်ကူပါဘူးအဲ့တော့သူ့ကိုကျွန်တော်တို့ကအမှန်ပြင်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ at first ရှေ့ကကျွန်တော်တို့
ဒီစာပိုက်ထဲမှာပါပါတယ် life wasn't easy မလွယ်ကူခဲ့ပါဘူး number 6 က she couldn't get a job in Cardiff သူက Cardiff မှာအလုပ်မရခဲ့ဘူးတဲ့ actually it is false ဒါကလည်းမှားပါတယ်ဘာကြောင့်လဲဆိုတော့သူကCardiff မှာအလုပ်ရခဲ့ပါတယ်เนาะ she managed to get a job in Cardiff သူက Cardiff မှာအလုပ်ရခဲ့ပါတယ် okay so then let's move to 14.3 rewrite the sentences without using the underlined words and phrases keep a similar meaning ကျွန်တော်တို့ကဒီအောက်မှာပေးထားတဲ့ sentence တွေကိုပြန်ပြီးတော့ရေးရမှာဖြစ်ပါတယ် without using the underlined words and phrases ဒီမှာ underline လုပ်ထားတဲ့စကားလုံးတွေစကားစုတွေကိုမပါဘဲနဲ့ကျွန်တော်တို့ကပြန်ပြင်ရေးရမှာဖြစ်ပါတယ် but we have to keep a similar meaning ကျွန်တော်တို့က meaning ကိုတော့ပြောင်းလိုက်လို့မဖြစ်ဘူး okay အဓိပ္ပာယ်ကိုမပြောင်းဘဲနဲ့အောက်ကပေးထားတဲ့ဒီညင်တားထားတဲ့စကားလုံးတွေစကားစုတွေမပါဘဲနဲ့သူ့ကိုစာကြောင်းအသစ်တစ်ခုပြန်ရေးရမှာဖြစ်ပါတယ် number 1ကိုကြည့်မယ်ဆိုရင် my parents are dead now so when we change it into another sentence without using underlined words it should be my parents aren't alive now ကျွန်တော်ရဲ့မိဘတွေကအခုဆိုရင်အသက်မရှိကြတော့လို့ပြောချင်တာဖြစ်ပါတယ် so နောက်တစ်ခုက it was hard but finally I did it အဲ့တော့ it was hard but in the end finally နဲ့ in the end နဲ့အတူတူပဲဖြစ်ပါတယ်အဲကျွန်တော်တို့က in the end I did it number 3 she's approximately my age သူကကျွန်တော်နဲ့အသက်အရွယ်တူလောက်ပဲတဲ့အဲ့တော့ approximately ကိုကျွန်တော်တို့ကဘယ်လိုပြန်ပြင်ရေးလို့ရလဲဆိုရင် she is roughly or she is about my age ကျွန်တော်နဲ့ရွယ်တူလောက်ပဲပေါ့နော် so they are almost 30 now သူတို့ကအခုချိန်မှာဆိုရင်30ပြည့်တော့မယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုရေးလို့ရလဲဆိုတော့ they are nearly almost နဲ့ nearly နဲ့အတူတူပါပဲအဲ့တော့ they are nearly 30 now သူတို့က30ပြည့်တော့မယ်ပေါ့နော်နောက်တစ်ခု number 5 က I had to do what my parents wanted ကျွန်တော်မိဘတွေဖြစ်စေချင်တဲ့အတိုင်းလုပ်ခဲ့ရတယ်ပေါ့နော်ငယ်ငယ်တုန်းက so ဒါကြောင့်မလို့ my parents were strict စီကံကြီးရလို့ပြောချင်တာဖြစ်ပါတယ် number 6ကိုသွားမယ်ဆိုရင် my parents let me stay up and watch TV ကျွန်တော်ရဲ့မိဘတွေကကျွန်တော်ကိုညနေထိနေခိုင်းတယ်ပြီးတော့ TV ကြည့်ခွင့်ပြုခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုရေးလို့ရမလဲဆိုတော့ I was allowed အဲ့တော့ my parent let me ကိုကျွန်တော်တို့က I was allowed to stay up and watch TV okayနောက်တစ်ခုက number 7 my mom looked after me in Scotland ကျွန်တော်အမေက Scotland မှာပြုစုဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က Scotland မှာပြုစုဆောင်ရှောက်ရှင်ခံရတယ်လို့ပြောလိုက်မယ်ဆိုရင် I was brought up ကြည်ပြင်းခဲ့တယ်ပေါ့နော်ပြုစုဆောင်ရှောက်ရှင်ခံရတယ်ဆိုတာ I was brought up in Scotland okay great as a number 8ကိုသွားမယ်ဆိုရင် I was able to pass my exam but it wasn't easy အဲ့တော့ကျွန်တော်ကဘယ်လိုပြင်လို့ရမလဲဆိုတော့ I managed to pass my exam but it wasn't easy ကိုကျွန်တော်တို့ကပြင်မယ်ဆိုရင် it was hard okay number 9ကတော့ I didn't go home until late ကျွန်တော်ကညနေထိအိမ်ကိုမပြန်ဘူးပေါ့နော်အဲ့တော့ဘယ်လိုရေးလို့ရလဲဆိုတော့ I stay out late ကျွန်တော်ကညနေထိအပြင်မှာပဲနေတယ်ပေါ့နော်ပြောချင်တာကတော့အဲ့တော့ number 10ကကြတော့ I was allowed to wear what I liked ကျွန်တော်ကြိုက်တာဝတ်ခွင့်ရှိခဲ့တယ်ပေါ့နော်ကျွန်တော်ကခွင့်ပြုခြင်းခံရတယ်ကျွန်တော်ကြိုက်တာဝတ်ဖို့အတွက်ခွင့်ပြုခြင်းခံရတယ်ဆိုတော့ကျွန်တော်ကြိုက်တာဝတ်ခွင့်ရှိခဲ့တယ်အဲ့တော့ my parents let me wear what I like ကျွန်တော်ကြိုက်တာကိုဝတ်ခွင့်ပြုတယ်ပေါ့နော်ကျွန်တော်ရဲ့မိဘတွေကအဲ့လိုပြောလို့ရပါတယ်အဲ့ number 11ကကြတော့ I was happy as a child ကျွန်တော်ကငယ်ငယ်တုန်းကအရန်ပျော်စရာကောင်းခဲ့တယ်ပေါ့နော်ကျွန်တော်ငယ်ငယ်တုန်းကအဲ့တော့ I had a happy childhood ကျွန်တော်မှာပျော်စရာကောင်းတဲ့ငယ်ဘဝလေးရှိပါတယ်လို့ပြောချင်တာဖြစ်ပါတယ် so number 12ကဆိုရင် my grandparents don't work anymore ကျွန်တော်ရဲ့အဖိုးနဲ့အဖွားကဆိုရင်အလုံးမလုပ်တော့ပါဘူးတဲ့အဲ့တော့ my grandparents are retired ပေါ့အဲ့တော့အလုံးမလုပ်တော့ဆိုတော့ retire လို့ပြောလို့ရတယ်အဲ့တော့ 14.4 ကိုတစ်ချက်ကြည့်မယ် so over to you ဘာလို့ရမလဲဆိုတော့ answer the questions if possible ask a friend and write their answers အောက်မှာရှိတယ်ဒီအောက်ကမေးခွန်းတွေကိုကျွန်တော်တို့ဖြေရမှာဖြစ်ပါတယ် if possible ဖြစ်နိုင်မယ်ဆိုရင် ask a friend and write their answers
တငယ်ချင်းတယောက်ကိုဒီမေးခွန်းတွေကိုမေးပါပြီးရင်သူ့ရဲ့အဖြေတွေကိုခြာရေးရမှာဖြစ်ပါတယ်number 1ကဘာကိုပြောချင်တယ်လဲဆိုတော့ where were you brought up ကိုဘယ်နေရာမှာကြီးပြင်းခဲ့ရလဲဆရာဆိုရင် I was brought up in a small town เนาะကျွန်တော်ဆိုရင် I was brought up in a small town ကျွန်တော်ကမြို့ငယ်လေးတစ်ခုမှာကြီးပြင်းခဲ့ဒါကိုဘယ်မှာကြီးပြင်းခဲ့ရလဲကိုမေးတာဖြစ်ပါတယ် number 5ကဆိုရင် what do you particularly remember about your childhood ကိုရဲ့ငယ်ဘဝနဲ့ပတ်သက်ပြီးတော့ကိုဘာကိုတည်တည်ချာချာလေးမှတ်မိလဲပေါ့နော်အဲ့တော့ကိုမှတ်မိတဲ့အကြောင်းကိုပြောလို့ရပါတယ်number 3ကဆိုရင် were your parents strict okay ကိုရဲ့မိဘတွေကတဲ့စီကံကြီးလားတဲ့ what weren't you allowed to do when you were a child ကိုငယ်ငယ်တုန်းကဆိုရင်ကိုဘာလုပ်ဖို့ခွင့်မပြုခဲ့ဘူးလဲပေါ့နော်ကိုရဲ့မိဘတွေကအဲ့ဒါကိုပြောရမှာဖြစ်ပါတယ်number 4ကကြတော့ how late were you allowed to stay out when you were a teenager ကိုဆက်ကြော်သက်ဘဝတုန်းကတဲ့ဘယ်လောက်နောက်ကျတဲ့အထိနေခွင့်ပြုလဲပေါ့နော် maybe 9 လား 9 p.m. at night လား 8 p.m. at night လားပေါ့နော်ကျွန်တော်ဆိုရင်တော့ငယ်ငယ်တုန်းက I was allowed to stay out until 9 p.m. okay အဲ့လိုမျိုးပြောလို့ရပါတယ် okay so ဒါဆိုရင်တော့ဒါက unit 14အတွက်ဖြစ်ပါတယ်